Joshua နဲ့ချန်ပီယံဂျပန်တို့ကြရဲ့ချန်ပီယံကပတ်စိန်ခေါ်ပွဲကတော့ပွဲကြီးပွဲကောင်းကို UFC ဥက္ကဋ္ဌဒေးနာဝိုက်ကိုရိုင်းကအသီးလေးရက်တိကျကြီးညာလိုက်ပြီးဖြစ်ပြီးတော့ဒီလာမယ်ဒီဇင်ဘာလ23ရက်နေ့မှာတော့ကြီးရှိရတော့မှာဖြစ်ပါတယ်။အရန်ကိုပြည်သက်တွေကတော့ရင်ကုန်နေပါပြီ။အဲ့ဒီပွဲအတွက်ကို Joshua ဘန်ရောဘန်တို့ကြရောလက်မှတ်ထိုးပြီးကြားပြီးလည်းဖြစ်ပါတယ်။အဲ့ဒီပွဲမှာထိတိချာချာအနေနဲ့ Joshua ဘန်အနိုင်ယူခဲ့တဲ့ Brandon River ကလည်းအဲ့ဒီပွဲမှာသွဲဆိုင်တစ်ခုနော် flyweight တန်းမှာထိုးရမှာဖြစ်ပြီးတော့သူကိုယ်တိုင်ကလည်းဒီဇင်ဘာလမှာထိုးရမယ့်ပွဲတက်လက်မှတ်ထိုးထားပြီးဖြစ်ကြောင်းနော် Brandon River ကဒီကနေ့မှာ Instagram မှာပြည်သက်တွေကိုမျှဝေပေးခဲ့တာကိုလည်းတွေ့ရတယ်ပေါ့နော်ဆိုတော့တော်တော်လေးကိုကြီးကောင်းမယ်ဒါ flyweight တန်းက fighter တွေအားလုံးဒီပါဒါပြီးတဲ့ကကျတော့ UFC က fighter တွေတော်တော်များများကတော့အယောက်20လောက်တော့ရှိပြီဗျာဒီပွဲမှာပန်ဒိုဂျာကတရားရခိုင်တော့အနိုင်ရသွားလိမ့်မယ် Joshua ဘန်ကတကယ်ကိုကောင်းတဲ့ MMA fighter ပါ boxing တော်တော်လေးကိုကောင်းတယ်ဒါပေမဲ့အချက်လက်တွေကပန်ဒိုဂျာကိုနိုင်ဖို့ဆိုတော့လုံးဝမဖြစ်နိုင်ဘူးเนาะ80-20ရခိုင်တော့ပဲဆိုပြီးတော့ပြောဆိုနေကြပြီလေဖြစ်ပါတယ်ပန်ဒိုဂျာကိုเนาะဟိုနေ့ကအင်တာဗျူးမှာမင်းကိုအနိုင်ယူနိုင်မဲ့သူကဘယ်သူဖြစ်မလဲเนาะမင်းကဒါချန်ပီယံကပတ်ကို9ချိန်တီးတီးကာကွယ်ထားတာကပတ်9ချိန်ရှိတယ်เนาะကပတ်9ခုရှိတယ်ဆိုတော့မင်းကိုအနိုင်ယူပြမဲ့သူကဘယ်သူဖြစ်နိုင်မလဲဆိုပြီးတော့ပြောလိုက်ရမှာတော့Joshua ဘန်ဖြစ်နိုင်တယ်ဆိုပြီးတော့ပန်ဒိုဂျာကတော့เนาะ Joshua ဘန်ကိုအသိမတေးပေးနဲ့เนาะဒါ Joshua ဘန်ကသူ့ကိုအနိုင်ယူသွားနိုင်တယ်ဆိုပြီးတော့Joshua ဘန်ကို respect ရှိပြောသွားခဲ့တာပဲဖြစ်ပါရီဒါကြောင့်မလို့ပန်ဒိုဂျာကတော့ Joshua ဘန်ကိုအခုကတည်းကကပတ်တောင်ပေးနေပြီဆိုပြီးတော့အားလုံးကဝိုင်းစားနေကြပြီဖြစ်ပါရီJoshua ဘန်နဲ့ပန်ဒိုဂျာရဲ့ပွဲကြီးကတော့တကယ်ကိုမှဂန်နဝေမြောက်ပွဲဖြစ်သွားမှာဖြစ်ပြီးတော့ Joshua ဘန်ပြောခဲ့သလိုမျိုးပဲသူဟာဒီနေ့မကုံခင်မှာချန်ပီယံဖြစ်ချင်တယ်ဆိုတဲ့ image ကိုအမိရစုပ်ကင်သွားနိုင်မလားဆိုတာကတော့ကျွန်တော်အနေနဲ့အားပေးကြည့်ရှုစောင့်ကြည့်ရမှာပါနော်